ဇလန်အစမှာတော့တိတ်ဆိတ်အေဂျင့်နဲ့ကြီးလက်ရွာလေးတရွာကိုတွေ့ရမှာပါရွာပြင်မှာမာနူးမန်နူးနဲ့သူ့တငယ်ချင်းတွေစော့ကစားနေရင်ကောင်းကင်ဘော်ကဖြစ်ပြန်သွားတဲ့လေရင်ပြန်ရင်နောက်ကိုပျော်ပျော်ပါပါပြေးလိုက်ကြပါတယ်တဲတောင်ပြင်တွေနဲ့ဆောက်လုပ်ရေးကွင်းတွေကိုဖျက်ပြေးပြီးတဲ့နောက်သူတို့ရွာနာကအိုင်ကြီးတစ်ခုစီရောက်သွားကြတာပေါ့အပူဒဏ်ပြေပြောက်ဖို့ရေထဲကိုပျော်ပျော်ပါပါခုန်ချလိုက်ကြပေမဲ့အဲ့ဒီပျော်ရွှင်မှုကစက္ကန့်ပိုင်းပဲခံခဲ့ပါတယ်မိနစ်ပိုင်းကြာမှတငယ်ချင်းဖြစ်သူဘာဘလူပေဘိုကနောက်လှည့်ကြည့်လိုက်တဲ့အခါသူ့အနောက်တက်မှာရှိနေတဲ့မာနူးတယောက်ရေအောက်ကိုရုတ်တရက်နစ်မြုပ်ပြောက်ကွယ်သွားပါတော့တယ်တိတ်မကြခင်မှာပဲဆောက်လုပ်ရေးသုံးဘဟိုးဆက်ကြီးကမာနူးရဲ့တက်မဲ့ခန္ဓာကိုယ်ကိုရေထဲကနေဆွဲတင်လာခဲ့ပါတယ်ဒီသတင်းကြောင့်မိခင်ဖြစ်သူရန်ဂျူးငန်းဂျူးတယောက်ရင်ခွဲမတက်ခံစားရပြီးအခင်းဖြစ်ပွားရာကိုပြေးလာခဲ့တယ်လို့ရွာသားအုပ်စုကြီးလည်းစုယုံရောက်ရှိလာကြပါတယ်ဒီမြစ်ထဲမှာတရားမဝင်ရေအောက်တဲမော်တော်တွေနဲ့အလွန်ကျွံတဲမော်တူးဖော်မှုတွေကြောင့်တေတွင်းလိုနှက်ဆိုင်နဲ့6တွက်ဒီဖြစ်နေပြီးဒါဟာပထမဆုံးအကြိမ်မဟုတ်ပဲကလေးအမြောက်များအသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်ရန်ဂျူးကတော့တေဆုံးသွားတဲ့သားလေးကိုဖက်လဲတကွဲငိုယိုရင်းနှိုးနေရှာပါတယ်ဒီအခြေအနေကိုတဲမာဖီယာဖွဲ့ရဲ့လက်ပါစီတယောက်ကသူ့ဆရာဆော့ဖီဆာဖီစီဖုံးဆက်အကြောင်းကြားတဲ့အခါမှာတော့ကောင်လေးတေဆုံးမှုကိုစာနာစိတ်လုံးဝမရှိပဲခက်အေးအေးပဲတုံ့ပြန်ခဲ့ပါတယ်လူအသက်ထက်လုပ်ငန်းခွင်အနှောက်အယှက်ဖြစ်မှာကိုပဲစိုးရိမ်တဲ့ဆော့ဖီကဒီညနေမှာသူတို့ရဲ့ထက်ဆရာကြီး Prince ရဲ့မွေးနေ့ပါတီကိုဒီမြေကန်နားမှာပဲလုပ်မှာမို့အလောင်းတဲ့လူတွေကိုအမြန်ဆုံးရှင်းလင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်မတရားမှုကိုမခံနိုင်တဲ့ရွာသားတွေနဲ့မာနူးရဲ့ဦးလေးခရစ်ယာနာခရရှန်ယာတို့ကစောက်လုပ်ရေးခွင်ထဲကိုအုံကြွကြွဝင်ရောက်လာပြီးတရားမျှတမှုအတွက်ထိုင်တပိတ်မောက်ဆန္ဒပြကြပါတယ်အချို့ဘီရဲ့မောင်ဖြစ်သူ Prince ကတော့အာနာနဲ့ငွေကိုအလွဲသုံးစားလုပ်ပြီးအပျော်ပါမှတ်တဲ့လူမိုက်တစ်ယောက်ပါဘိုဘီကသူ့မောင် Prince ကိုပြဿနာသွားရှင်းဖို့အမိန့်ပေးလိုက်ပါတယ်ရန်ဂျူးကိုပါထက်သက်ဖို့လုပ်နေလို့ Softy ကအခြေအနေပိုဆိုးသွားမှဆိုပြီးသူ့လူတွေကို Prince ကိုအတင်းဆွဲခေါ်သွားခိုင်းလိုက်ရပါတယ်ဆက်ရှိန်ကတော့အာဂျွန်ဆိုတဲ့စစ်တပ်ကအထူးကွန်မန်ဒိုစစ်ပြန်ကြီးစီကူးပြောင်းသွားပါတယ်သူကအသက်အရွယ်ရလာပေမဲ့ကြန့်ခိုင်မှုကတော့ထိတ်တန့်အဆင့်မှာရှိနေသေးပါအာဂျွန်ဟာလွန်ခဲ့တဲ့3လကရုတ်တရက်ကွယ်လွှအန်သွားခဲ့တဲ့ဇနီးဒီဆူဒါရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ကနဝင်ချစ်ကားဟောင်းလေးတစ်စီးကိုဝယ်ယူဖို့ကြိုးစားနေတာပါသမီးဖြစ်သူရှမ်ဘာကလည်းသူမအဖေနဲ့ကာတစ်ကြီးရဲ့အမတ်တရပုံကိုရိုက်ပေးခဲ့ပေမဲ့ဇနီးတွေဆုံးပါသွားပြီးကတည်းကအဖေနဲ့သမီးကြားမှာစကားပြောနေသွားပြီးအေးဆက်ဆက်အခြေအနေကြီးကလွှမ်းမိုးထားပါတယ်သမီးကိုကောလိပ်ပို့ပေးပြီးနောက်အာဂျွန်ကကွယ်လွန်သူဇနီးရဲ့ဘဏ်အကောင့်ကိုပိတ်ဖို့ဘဏ်ကိုရောက်လာပါတယ်ဘဏ်မန်နေဂျာနဲ့စာရေးမတွေကအလုပ်လုပ်ပုံအလုံးပေါ်ဆပြီးအာဂျွန်ကိုဖောင်တွေ၄ချိန်မြောက်ပြန်ဖြည့်ခိုင်းတဲ့အပြင်စာရွက်ပေါ်လက်ဖက်ရည်ပါမှောက်ချလိုက်ပါသေးတယ်အာဂျွန်ရဲ့စစ်သားစိတ်တဲ့အရာအဲ့ဒီမန်နေဂျာကိုပညာပေးခြင်းစိတ်ပေါက်သွားပေမဲ့ဒေါသကိုထိန်းချုပ်ပြီးပြန်ထွက်လာခဲ့ပါတယ်နောက်တော့အာဂျွန်ကသူ့ရဲ့မိတ်ဆွေဟောင်းပရာဘကာနဲ့တွေ့ဆုံပါတယ်ပရာဘာကာကလက်ရှိမှာလုံခြုံရေးကုမ္ပဏီတစ်ခုထောင်ထားပြီးဆော့ဖတီတို့မာဖီးယားအဖွဲ့အတွက်တပ်တော်ဆောင်ဖြစ်အလုပ်လုပ်ဖို့အာဂျွန်ကိုမိတ်ဆက်ပေးပါတယ်အာဂျွန်ရဲ့ဒေါသကြီးတဲ့အကျင့်ကိုတီးလို့ခေါင်းငုံပြီးအလုပ်ပဲလုပ်ဖို့တတိပေးပါတယ်သူတို့တွေ့ဆုံနေတော့မှပဲ Prince ရဲ့လူတွေကရန်ဂျူးကိုဖမ်းဆီးခေါ်ဆောင်လာပြီး Prince ကနှိပ်စက်ဖို့ကြိုးစားပါတယ်ဒါကိုမြင်တဲ့အာဂျွန်ကဒေါသထွက်သွားပေမဲ့ပရာဘာကာကအတင်းဆွဲတားထားလိုက်ရပါတယ်တစ်ဖက်မှာလည်းအာဂျွန်ရဲ့သမီးရှမ်ဘာကကောလိပ်မှာသူမကိုနှလုံးနာစရာဗီဒီယိုတွေပို့ပြီးနှောက်ယှက်နေတဲ့ရန်ဘီယာဆိုတဲ့ကောင်လေးကိုအဆက်ခွဲပြီးလူပုံအလယ်မှာပါရိုက်ကတတိပေးလိုက်ပါတယ်အာဂျွန်ကတော့သူ့ရဲ့တက်တော်ဆောင်အလုပ်ကိုစတင်ရပြီး Prince နဲ့ Softy တို့ကိုကားမောင်းပို့ရပါတယ်ကားပေါ်မှာ Prince ကအာဂျွန်ရဲ့စစ်သားဘဝနဲ့အသက်အရွယ်ကိုရိုင်းဆိုင်ဆန်းနောက်ပြီးစိတ်နှောက်ယှက်ပေးခဲ့ပါတယ်သူတို့တွေထောင်ထဲကဘိုဘီနဲ့တွားတွေ့ကြပြီး Prince ကခရစ်ယာနာကိုတတ်ခဲ့တဲ့တနတ်ဟာဘိုဘီရဲ့တခြားလူတက်မှုတွေမှာတုံးခဲ့တဲ့တနတ်ဖြစ်နေလို့ဘိုဘီက Prince ကိုအကြီးအကျယ်ဒေါသထွက်ပြီးရန်ဂျူးတို့ကိုလောလောဆယ်မထိဖို့တတိပေးလိုက်ပါတယ်ဒီကြားထဲ Prince ကရှေ့နေကိုပါရိုက်နှက်ပြလေကွင်းထဲမှာစာ6ရုပ်လိုချီနှောင်ထားခဲ့ပါသေးတယ်အာဂျွန်ကတော့စိတ်ပြက်ပြီးအလုပ်ကနေထွက်သွားခဲ့ပါတယ်နောက်ရက်မှာအာဂျွန်ဘန်ကိုပြန်ရောက်လာချိန် Prince ကလည်းအဲ့ဒီနားကဆိုင်မှာစပင်ညက်ဖို့ရောက်လာပါတယ် Prince ကအာဂျွန်ရဲ့ချစ်ကားကိုဖယ်ခိုင်းပေမဲ့အာဂျွန်ကညှင်းဆန်ပြီးသူ့စာရွက်တွေကို Prince လက်ထဲကနေအတင်းပြန်လူယူသွားပါတယ်ဒါဟာ Prince အတွက်ပထမဆုံးအကြိမ်အငင်းခံရပြီးအရှက်ရသွားတာပါအာဂျွန်ဘန်ထဲကနေဒေါသတကြီးနဲ့ပြန်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့အသက်တမျှတန်ဖိုးထားတဲ့ချစ်ကားလေးဇနီးတွေရှာဖွေစုဆောင်းထားတဲ့ငွေနဲ့ဝယ်ပေးခဲ့တဲ့ကားကို Prince ရဲ့လူမိုက်တွေကရိုက်ခွဲဖျက်ဆီးထားရုံတင်မကပဲ Prince ကိုယ်တိုင်ကားထိုင်ကုန်ပေါ်စီးသွားထားတာကိုတွေ့လိုက်ရပါတယ်ဒီတစ်ချိန်မှာတော့အာဂျွန်ရဲ့စိတ်ရှည်မှုတီးခံမှုတွေအကုန်ပေါက်ကွဲသွားပါတော့တယ်သူဟာ Prince ရဲ့လူမိုက်တွေကိုလမ်းလေခေါင်မှာတင်တယောက်တည်းနဲ့အယိုးတွေကြေးမွသွားအောင်အရက်ဆက်ဆုံးလက်တီးလက်မောင်းနဲ့နှိမ်နှင်းပါတော့တယ်
Prince ကတနက်နဲ့ထွက်လာပေမဲ့အားဂျွန်ကတနက်ကိုလူယူပြီးပါရိုက်ကကော်လာကနေဆွဲခေါ်သွားပါတယ်ပြီးတော့အဝတ်ရှော်မှုဝယ်ပြီး Prince ကိုအင်ဂျီချွတ်ခိုင်းကလူအများရှိမှဂျစ်ကားကိုပြန်ဆေးခိုင်းပြီးအကျအရှက်ခွဲလိုက်ပါတယ် Prince ကချင်းချောက်ပေမဲ့အားဂျွန်ကအိမ်လိပ်စာပေးပြီးလာခြင်းတဲ့အချိန်လာခဲ့ဖို့စိန်ခေါ်လိုက်ပါတယ် Prince ကအရှက်ရလွန်းလို့ရွာသားတစ်ယောက်ကိုအကြောင်းမဲ့ရိုက်နှက်ပြီးဒေါသပုံချပါတယ်အားဂျွန်ကတော့အိမ်မှာကားပြင်ရင် Prince စီကလူလာတဲ့တနက်ကိုတွေ့သွားပါတယ်ပရာဘာကာကအားဂျွန်အိမ်ကိုလာပြီးမာဖီးယားတွေနဲ့ရံမဖြစ်ဖို့တားပေမဲ့အားဂျွန်ကတော့ဇနီးတဲ့ရဲ့အမတ်တရကိုစော်ကားသွားတဲ့အတွက်လုံးဝခွင့်မလွတ်နိုင်ပါဘူးထိုညမှာပဲကောလိပ်ကရန်ဘီယာကရှမ်ဘာကိုအက်ဆစ်နဲ့ပတ်မယ်လို့လာရောက်ချင်းချောက်ပြီးနောက်ပိုင်းမှာအားဂျွန်ရဲ့အိမ်ကို Prince ရဲ့လူမိုက်တွေကစီးပြည့်ထည့်ထားတဲ့ပလင်းတွေနဲ့လာပစ်ပေါက်နှောက်ယှက်ကြပါတယ်ရှမ်ဘာကကြောက်လန့်ပြီးအဖေဖြစ်သူကိုတကားပိတ်ထားခဲ့ပါတယ်ရှမ်ဘာကကလဲစားချေဖို့ရန်ဘီယာအိမ်ကိုသွားပြီးဗီဒီယိုကိုအွန်လိုင်းပေါ်တင်မယ်လို့ချင်းချောက်ပါတယ်တစ်ဖက်မှာလည်းဘိုဘီက Prince အထုခံရတဲ့ဗီဒီယိုကိုမြင်သွားပြီး Prince နဲ့ Softy ကိုအပြင်းထန်နှိပ်စက်တတိပေးပါတယ်အားဂျွန်ကရဲစခန်းကိုတိုင်ပေမဲ့ရဲတွေကမာဖီးယားကိုကြောက်လို့အမှုမဖွင့်ပေးပါဘူးပြဿနာတွေပိုရှုပ်ထွေးလာပြီးအားဂျွန်ကကောလိပ်ကောင်လေးတယောက်ကို Prince ရဲ့လူအမတ်နဲ့မှားရိုက်မိလို့ထောင်ထဲခဏကြာသွားပါတယ်သူထောင်ထဲကပြန်ထွက်လာတဲ့အခါမှာတော့ Prince ရဲ့လူတွေကသူ့အိမ်ကိုဖျက်ဆီးပြီးတနက်ကိုရှာဖွေသွားကြတာကိုတွေ့ရပါတယ်အိမ်ထဲကဇနီးတဲ့ရဲ့အမတ်တရပစ္စည်းတွေအကုန်ပျက်စီးသွားတာကိုမြင်ပြီးအားဂျွန်ရင်ကွဲမတက်ခံစားရပါတယ်တမီးဖြစ်သူရှမ်ဘာကလည်းအဖေဖြစ်သူအပေါ်နားလည်မှုလွယ်ပြီးအဝေးကိုထွက်သွားကားဖို့လုပ်ပါတယ်နောက်ဆုံးမှာတော့အားဂျွန်က Prince နဲ့ပြဿနာအေးစစ်စစ်ရှင်းဖို့ပရာဘာကာနဲ့အတူ Prince ရဲ့စခန်းကိုသွားခဲ့ပါတယ် Prince ကအားဂျွန်ကိုသူ့မျက်နှာပေါ်စီးအပေါ်သွားခွင့်ပြုဖို့ရိုင်းဆိုင်နဲ့တောင်းဆိုချက်လှုပ်လာတဲ့အခါမှာတော့အားဂျွန်နဲ့ပရာဘာကာတို့ရဲ့လှုပ်ဝက်အစီအစဉ်စတင်ပါတော့တယ်ရိုးရိုးအေးထင်ရတဲ့ပရာဘာကာကတနက်ထုတ်ပြီး Prince တို့ကိုချိန်လိုက်တယ်လို့အားဂျွန်ကလည်းအခန်းထဲကလူမိုက်တွေအကုန်လုံးကိုရိုက်နှက်ပြီးစစ်သားကျင့်ဝတ်ကြပြားတွေကိုအတင်းရွတ်ဆိုခိုင်းကတယောက်ပြီးတယောက်ကြိုးတုပ်ပါတော့တယ်သူတို့ဟာဖမ်းဆီးခံထားရတဲ့ရန်ကျူးနဲ့တားဖြစ်သူကိုကယ်ထုတ်ပြီးဘေးကင်းရာရွာတရွာကိုပို့ပေးခဲ့ပါတယ်ထောင်ထဲကဘိုဘီကဒီသတင်းကိုကြားပြီး Softy နဲ့ Prince ကိုဖနက်နဲ့အချင်းချင်းပြန်ရိုက်ဖို့အမိန့်ပေးပါတယ် Prince ကဒေါသတကြီးနဲ့ Softy ကိုဖနက်နဲ့ရိုက်နှက်လိုက်တဲ့အတွက် Softy ဟာစိတ်ထဲကနေတွေးအေးနဲ့ကလဲစားချေဖို့ပြင်ဆင်ပါတော့တယ် Softy ကထောင်ထဲကဘိုဘီရဲ့အစားတောက်ထဲကိုအစိတ်ထည့်ခိုင်းပြီးဘိုဘီကိုတက်ပစ်လိုက်တယ်လို့ Prince ကိုလည်းအကူအညီမပေးဘဲပြစ်ပယ်ထားလိုက်ပါတယ်တစ်ဖက်မှာတော့ Prince ကအားဂျွန်ရဲ့သမီးရှမ်ဘာကိုပြန်ပေးဆွဲသွားပါတယ်အားဂျွန်ကသမီးကိုလိုက်ခဲ့ရင်ကားတိုက်မှုဖြစ်ပြီးကားမှောက်သွားတာကြောင့် Prince ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်ရှမ်ဘာကတော့ဖန်ဆီးခံရတဲ့နေရာကနေရဲဝံပြန်လဲတိုက်ခိုက်ပြီးလွတ်မြောက်အောင်ရုန်းကွက်ခဲ့ပါတယ်တကယ်တော့အားဂျွန်ဝတ်ထားတယ်ဆိုတဲ့ Prince ရဲ့တနက်ကရှမ်ဘာရဲ့လွယ်အိတ်ထဲမှာရှိနေခဲ့တာပါဇလန်ရဲ့အဆုံးသက်တိုက်ပွဲကတော့မြစ်ကမ်းနားကတဲကွင်းပြင်ကြီးမှာဖြစ်ပွားပါတယ် Prince ကရန်ဂျူးတို့တားအမိကိုတဲအရှင်လက်မြုပ်တက်ဖို့လုပ်နေပြီးဒဏ်ရာရနေတဲ့ပရာဘာကာကိုလည်းတနက်နဲ့ပစ်တက်လိုက်ပါတယ်အားဂျွန်ကဒေါသတကြီးနဲ့ Prince ကိုပြန်လဲတိုက်ခိုက်ပေမဲ့ Prince ရဲ့လူတွေဝိုင်းနေတာကြောင့်အခြေအနေမကောင်းပါဘူး Prince ကအားဂျွန်ကိုတက်ဖို့တနက်ချိန်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ဝေးလံတဲ့တောင်ကုန်းတွေပေါ်ကနေဖြန်းကနေတနက်တန်တွေထွက်ပေါ်လာပါတယ်တကယ်တော့ဒါဟာအားဂျွန်နဲ့ပရာဘာကာတို့ကြိုတင်ပြင်ဆင်ထားတဲ့အကွက်ပါအားဂျွန်ရဲ့စစ်တပ်ကစစ်ပြန်တငယ်ချင်းအတိုင်းဝိုင်းကြီးတစ်ခုလုံးစစ်တပ်ရင်ဟောင်းကဖြန့်ကျက်နေရယူပြီးစနိုက်ပါတွေနဲ့ Prince ရဲ့လူတွေကိုဝိုင်းထားလိုက်တာဖြစ်ပါတယ် Softy ကလည်းအမိန့်ပေးပြီး Prince ကိုလွှတ်ပစ်ခဲ့တာကြောင့် Prince ရဲ့လူမိုက်တွေကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတော့တယ်ရန်ဂျူးကတဲကျင်းတွေကရုံထွက်လာပြီး Prince ကိုပါရိုက်ကနာကြီးမှုကိုဖွင့်ချလိုက်ပါတယ်အားဂျွန်ကတော့ Prince ကိုတနက်နဲ့မတက်ပဲဥပဒေလက်ထဲအပ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့အဆုံးသတ်မှာတော့ Prince ဟာသူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့မကောင်းမှုဝေကျွေးတိုင်းတဲတွင်းထဲမှာမြုပ်နှံခြင်းခံလိုက်ရပြီးဇလန်ကတော့တရားမျှတမှုအောင်နိုင်ခြင်းနဲ့အတူပြီးဆုံးသွားပါတော့တယ်